မြရဲ့ဘာဖြစ်လို့အဲ့လိုဒေါသကြီးကြီးနေရတာလဲကလေးကခုလိုလေးကားတာဘာဖြစ်တော့မှမလို့လဲ ဘာဖြစ်တော့မှမလို့လဲဟလားကိုဆိုတဲ့ကျမရှင်ကိုပြောပြီးသားနော်ရှင်တို့ကတာခုံတာတွေကျမမကြိုက်ပါဘူးလို့ကျမသမီးကိုလည်းခေါ်မကပါနဲ့ကျမလုံးဝလက်မခံနိုင်ဘူးကျမသမီးကိုကျမလိုပညာတတ်ဘီလက်ပြန်မဲ့ဖြစ်စေရမယ်ရှင်တို့လိုကန္နာတက်ပဲအလုပ်မျိုးကျမလုံးဝခွင့်ပြုမှာမဟုတ်ဘူးနော်ဟမ် ညာကိုတို့ရဲ့အမှုပညာအလုပ်ကိုတော့အဲ့လိုမျိုးမစော့ကားပါနဲ့ကွာ ဒီမှာကိုဆိုတဲ့ကျမရှင်ကိုတခါရဲပြောထားလိုက်မယ်နော်ရှင်ဖတာရှင်ဒီအိမ်မှာနေဝိုင်းအကမကလို့မပါပွဲပဲလို့ကျမလုံးဝစိတ်ဝင်စားအောင်အေးကျမသမီးတို့ရှင်တို့ကတာခုံလာတယ်လုံးဝဆွတ်ထဲဖို့မကြိုးစားနဲ့ကျမစကားကိုအကုန်ပြောပြီးပြီနော်ကိုဆိုတဲ့နောက်တစ်ခါဆိုကျမဆိုလုံးဝမဆိုနဲ့